အကျွေးတောင်းတဲ့ဦးလေးကြီးနေရော်ဟာအကျွေးတောင်းဖို့ထလာခဲ့ပါတယ်။လမ်းမအကျွေးပေးရမယ့်သားမိကိုတွေ့လီအကျွေးပေးရမှာနလကြော်သွားမိဖြစ်ကြောင်းရှင်းပြလိုက်ပါတယ်။ခလေးကမိခင်အကျွေးမပေးနိုင်လို့ဆိုပြီးခလေးကိုအပေါင်ဖြစ်ခေါ်သွားခဲ့ပါတယ်။တိတ်မကြခင်မိခင်လည်းတရားမဝင်နေထိုင်မှုနဲ့ရဲဖမ်းခံရပြီးအချုပ်ကျခဲ့ပြီးသူမလည်းမတက်နိုင်ပဲထိုဦးလေးကြီးကိုသူ့သမီးအားမွေးစားပေးရန်အကူအညီတောင်းခဲ့ပါတယ်။ဦးလေးကြီးကခလေးမွေးစားမဲ့ဘိုးတော်တယောက်လာခေါ်လို့ခလေးကိုလိုက်ပို့ခဲ့ပါတယ်။နောက်တော့ခလေးကိုအယမ်းတတိရလာပြီးအမြဲစုံစမ်းနေခဲ့ပါတယ်။နောက်တော့ခလေးလာခေါ်တဲ့အဖိုးကြီးကခလေးကိုရောင်းစားခဲ့တာကြောင့်ရှယ်တီးလိုက်ပါတယ်။အပြတ်မှတဲ့ရှိတဲ့ကာရာအိုကေမှာခလေးကိုရောင်းခဲ့တာကြောင့်ခလေးဟာဒုက္ခရောက်နေခဲ့ပါတယ်။ခလေးကဦးလေးကြီးဖုန်းနံပါတ်ကိုဆက်ခဲ့တာကြောင့်အဆက်အသွယ်ပြန်ရပြီးလာခေါ်ဖို့လုပ်ခဲ့ပါတယ်။တချင်းဆိုခန်းထဲမှာဘိုးတော်တယောက်ကဖန်ကွက်ကိုဖစ်ဖောက်လိုက်တာကြောင့်ခလေးဟာမျက်နှာမှာဒဏ်ရာထစ်သွားခဲ့ပါတယ်။ဆိုင်ရှင်ကခလေးကိုဆေးကန်းအောင်ခေါ်မပြပေးခဲ့ပါဘူး။ဦးလေးကြီးကခလေးကိုပြန်ခေါ်လာနိုင်ခဲ့ပါတယ်။မျက်နှာမှာအမာရွတ်ပါမကြံအောင်ဆေးကုသပေးပြီးကျောင်းမှာထားပေးခဲ့ပါတယ်။ကျောင်းမှာအမှတ်တရပြဲကလို့ပျော်နေခဲ့ပါတယ်။ခလေးလေးဟာအဲ့ဒီလိုပဲတက္ကသိုလ်တက်တဲ့အရွယ်ထိရောက်သွားအောင်ဦးလေးကြီးကစောင့်ရှောက်ခဲ့ပါတယ်။